မင်းကငါသားဆိုတော့မမေ့နဲ့တော့ဟောမမေ့ပါဘူးဗျာမင်းကငါသားဆိုတော့ငါမင်းအဖေပေါ်မှာတားရဟုတ်ပါတယ်တကယ်တမ်းပြောရင်မင်းအမေယောက်ျားငါဟောကြည့်ပါရဲ့သားလောက်နဲ့လည်းရပါပြီခြံအောင်နဲ့မအောင်မချင်းခေါ်နေတာဖအေးတဝင်းပွဲထင်းနေမှာဆုလို့ပါတားရင်ဖေးတဝင်းပွဲရှိလားဗျာဟာလေတောက်ဖေးသိတတိရတယ်တားရင်အခုတလို့အဖေရဲ့ကြမ်းမာကြီးလုံးဝအခြေအနေမကောင်းအဖေရဲ့မျက်လုံးတွေလုံးဝမကောင်းတော့အဖေရဲ့မျက်လုံးတွေကဘယ်လောက်ထိမကောင်းလို့ဆိုရင်အဖေနဲ့ရွက်ကိုအဖေပြန်မမြင်တာတော်တော်ကြားနေပြီသားဟဲ့ဘသူကကိုနဲ့ရွက်ကိုပြန်မြင်လို့လဲဘယ်လိုယောဂမျိုးလဲမျက်လုံးကတော်တော်အခြေအနေဆိုးနေပြီသားမျက်လုံးတစ်ဖက်ကချောင်းဆိုးပြီးမျက်လုံးတစ်ဖက်ကရင်ကျက်နေတယ်သားရဘာလဲကွာဘာယောဂလဲကွာမျက်လုံးတစ်ဖက်ကချောင်းဆိုးပြီးတစ်ဖက်ကရင်ကျက်ဆရာဝန်တွေကပြောတယ်သားအဖေမှာအရန်ကိုတွေးအားနည်းနေပြီလေသားရဟာဖေစင်ချင်းဖေအဖေအရက်ဆိုင်ရပြန်လာရင်မူးမူးနေတယ်သားသားဆိုအံဘက်ပါဆိုတယ်ဖေဟာအဲ့အရက်မူးတာဘယ်နဲ့တွေးအားနေတာတော့သားရဆရာဝန်တွေစစ်စစ်ကြည့်တာအဖေရဲ့ခြေလုံးထဲမှာဥရမရှိတော့ဘူးတဲ့သားရဝါနေလိုက်တာမေဟဲ့ဘသူခြေလုံးထဲမှာဥရရှိလို့လဲလို့ဘယ်လိုယောဂမျိုးအဲ့တော့အဖေရှိတဲ့မြို့ချက်ချင်းပြန်လာခဲ့ပါမင်းရဲ့အဖေအဲ့တော့အမြန်လာမှရမှာပေါ့စာကကြံသေးတယ်ဒါပဲဟောတောက်ရဲမပါလားဒါပဲလေတစ်လုံးနဲ့ဒါပဲလေတစ်လုံးနဲ့မြန်စာက